Hello guys, this is my first time styling video. Soဒီနေ့အပြင်ထွက်မစားဖို့တော့ dress လေးတစ်ထည်ကို try ကြည့်လိုက်တာအဲ့ dress တာရှင်းနေရကြပြီ try online ထားမှမလုပ်ဖြစ်ဘူး I thought it was childish ပေါ့အဲ့ဒါကြောင့်မလို့မဝက်ဖဲနဲ့ plate ထားပြီးမယ်ဒီနေ့ဝက်ကြရတော့တော်လေးမိုက်တာတွေ့ရတယ်ပေါ့နော်နည်းနည်းတော့နောင်သားရပါတယ်သူ့ပထန်သွားတော့ဝက်ထက်လိုက်တောင်းပါဆိုပြီးတော့အဲ့တော့တော်ဂျူလိုင်းလေးနဲ့ပေါ်ကနေထက်ကြည့်လိုက်တယ်ပေါ့ကျတနာကသူကရှင်ဘတ်တာအရှမ်းဟိုက်တယ်လက်တိုင်းကျိုးနည်းနည်းတီလိုက်ရမယ်ဆိုမဲ့သွားတယ်နီးဆိုတော့တီဖို့ကလည်းအချိန်မရှိတော့ဘူးအဲ့တော့အောက်တာ lace store လေးနဲ့တစ်ထက်ထန်ဝင်ကြည့်လိုက်တယ်ပေါ့နော် lace store နဲ့ထန်ဝင်လိုက်တော့ထွက်လာတဲ့ပုံစံလေးရမစိုးဘူးအရန်တေးတက်တီးတန်တိုက်တီးပုံစံတော့မသွားပြီမဲ့သူကလည်းသူလေးရလေးသာကြည့်လို့တောင်းနေရအဆင်ကြီးရလို့ထင်တယ်ပေါ့နော်အဲ့ဒါကိုအပေါ်တော်ချိုလိုက်နဲ့ပဲပြန်ပြီးတော့လေးရရင်လှုပ်လိုက်မယ်ပေါ့အပြင်မှာဒါညနေဆောင်ဆိုတော့ရှာတီဥတူကလည်းနည်းနည်းလေးအေးတာဆိုတော့ဒီကလက်ကျက်နေတာတဲ့တိတ်အဆင်မပြေဘူးပေါ့အဲ့တော့ပေါ်တော်ချိုလိုက်တုံနေပဲစပင်ကတိန်းသားရပို့အဆင်ကြီးလို့ထင်လို့စပင်လေးကိုတစ်ချက်တိန်းလိုက်မယ်တလေးလေးနဲ့ပဲ Truster ဝင်းနေကြပုံစံမဟုတ်ဘူးထလေးနည်းနည်းဆန်နေဆိုမဲ့တော့နဲ့သူလေးရလှုပ်လိုက်တော့အဆင်ကြီးသွားတယ်ပေါ့နော်ပြီးတော့အနီးတက်လေးတစ်ချက်ချက်လုပ်ကြည့်လိုက်တယ်ဒီmicro band သားလေးမိတ်တက်လုပ်တော့နည်းနည်းရွေးတယ်အဲ့ဒါသူမှဖက်နက်ပိုင်းကိုစဉ်းစားတော့အရင်ဆုံး Mary Jane ပေါ့ဒါပေမဲ့ Mary Jane shoe နဲ့တွဲကြည့်လိုက်တော့လေမူချိုကလေးနဲ့အရင်သွားတူနေတယ်အစမတီတော့ Tom Ford All Star နဲ့အရင်တွဲကြည့်လိုက်တယ်ပေါ့အဲ့ဒါနဲ့ကလည်းတိတ်ပြီးတော့ထော်မနေဘူးနည်းနည်းမထော်မလန်းနေဖြစ်တယ်လို့ထင်စားရတယ်ပေါ့နော်အဲ့တော့နောက်ဆုံးတော့သူ့ရဲ့စီးနေကြPuma Speeded Velvet လေးနဲ့ပဲ try ကြည့်လိုက်ပါတယ်အဲ့ဒါလေးဒါတော့ညလုံးထဲမှာအဆင်ပြေလို့ထင်စားရတယ်အဲ့တော့နောက်ဆုံးအဲ့ဒီဟာလေးနဲ့ပဲ final စင်ပြေသွားပါတယ်ဒါကတော့ final outfit check လေးပါတတ